ဒီနေ့တော့ပရိသတ်ကြီးတို့တကယ်ကိုရင်းသက်ချူမောဖြစ်ရမယ်တွေးပြက်ဆရာဇလန်လေးတစ်ပုဒ်ကိုပြောပြပေးတော့မယ်ပြောဇလန်စားမှာမာရီယာနဲ့သူ့မှာအီရှာတို့ကိုနိုတိုင်းတစ်ခုထဲမှာရောက်နေကြပါတယ်မာရီယာကတရားလုံးစားခြင်းနဲ့ပူဇော်ပေမဲ့အီရှာကနယူးယောက်သွားဖို့ပတ်သက်ဆူရောက်မှာဖို့မဝယ်ပေးပါဘူးသူတို့မိဆုံးသွားပြီးကြတဲ့ကနှိမ့်ဆက်တဲ့ဖေးပြူစုလက်ကနေသူတို့ကထွက်ပြေးလာကြတာလေအီရှာကသူ့ညီမလေးကိုကာကွယ်ပေးမယ်ဆိုပြီးသူ့လက်မောင်းကငှက်တူလေးကိုပြလိုက်တယ်ဒါပေမဲ့သူ့မျက်နှာလွှဲလိုက်တဲ့အချိန်မှာမာရီယာကတရားလုံးကိုခိုးလိုက်မိတယ်ဗျာအဲ့ဒီအချိန်မှာပဲသူတို့ဖေကဆိုင်ထဲဝင်လာလို့ကမ္ဘောလေးနှစ်ယောက်စင်နောက်မှာပုံနေရတယ်ဆိုင်မန်နေဂျာကသူတို့ကိုနောက်ဘက်မှာတွေ့ရလို့ပြောလိုက်လို့အဖေပြသူကလိုက်ရှာပါလေရောဒါပေမဲ့စင်နာရောက်တော့သူတို့ထားခဲ့တဲ့ချင်းနောက်ပဲတွေ့တော့တယ်ဗျသူတို့ဆိုင်ထဲကနေပြေးထွက်ဖို့ကြိုးစားပေမဲ့မာရီယာခိုးလာတဲ့တရားလုံးကြောင့်အချက်ပေးတယ်ပြီးသွားပါတယ်မန်နေဂျာကရက်ခေါ်နေတော့အဖေကအပြင်းထိလိုက်လာပြီးသူ့တငယ်ချင်းကကားနဲ့ပြေးထုတ်ထားလိုက်တယ်အေရှာလည်းတခြားနည်းလမ်းမရှိတော့ပဲတနက်ထုတ်ပြီးသူ့အဖေကိုပြစ်ချလိုက်ရတယ်ဗျာရဲတွေရောက်လာတဲ့အချိန်မှာအေရှာကတနက်ကိုပြစ်ချပြီးထွက်ပြေးသွားခဲ့တယ်အဲဒီနောက်10နှစ်ကြာတော့အေရှာတယောက်နယူးယောက်ကဘာဂျီဟိုတယ်ကိုရောက်လာခဲ့ပါတယ်ဟိုတယ်တကားဝါကကြောက်စရာလှဆင်ထားတာတွေကိုတတိထားမိလိုက်သေးတယ်အိမ်ပေါ်တဲ့အစ်စဘဲဆိုပြီးမိတ်ဆက်လိုက်တဲ့အခါမန်နေဂျာလီလီကဖုန်းထဲကအတန်းနဲ့မတူဘူးလို့ပြောလို့အေရှာကအေးမိနေလို့ပါဆိုပြီး ID တူပြလိုက်ရတယ်အထက်ရောက်တော့လီလီကတကားကတော့တွေကိုထပ်ထပ်ပေးလိုက်ပြီးဒီဟိုတယ်ကို1923ခုနှစ်မှာစောက်ခဲ့တာမို့လုံခြုံရေးအတွက်လှုပ်ထားတာလို့ရှင်းပြတယ်ပြီးတော့ဧည့်သည်တွေရဲ့ကိုယ်ကိုယ်တာအတွက်ဆိုပြီးအေရှာရဲ့ဖုန်းကိုသိမ်းလိုက်တယ်ပြောလော်ဘီမှာအလောက်ကွန်လုပ်ငန်းရှင်ရှာရွန်နဲ့မိတ်ဆက်ပြီးတော့ရှာရွန်ကအေရှာမျိုးလုံးသားကဒဏ်ရာကိုမေးလို့အေရှိုးကနဲ့ဆော်လဲတာလို့လည်းပြောလိုက်ရတယ်ဝန်ထမ်းတွေနေတဲ့အောက်ထပ်ကိုရောက်တော့အခြားအိမ်ပေါ်တွေကကြောက်စရာကောင်းတဲ့ပုံစံနဲ့ထမင်းစားနေကြတယ်ဒီမီယာဆိုတဲ့ကောင်မလေးကအေရှာကိုဝက်ကလေးလိုလောင်းလို့လီလီကစူပြီးမောင်းထုတ်လိုက်တယ်အေရှာရဲ့အခန်းကိုရောက်တော့လီလီယောက်ျားရေးကမိုက်သိန်းတယ်လို့နဲ့အခန်းထဲကထွက်လာတာကိုတွေ့ရတယ်လီလီကရေးကိုအသက်တင်နဲ့ဝေးနေဖို့တတိပေးပြီးအေရှာကိုနားခံလိုက်တယ်ညဘက်အေရှာရေရှိုးပြီးမှန်ကိုကြည့်လိုက်တော့သူတို့နင်းကိုတက်လိုက်မယ်ဆိုတဲ့စာသားကြီးပေါ်လာပေမဲ့ချက်ချင်းပြန်ပြောက်သွားတယ်ဗျာအဲ့ခါနီလုံဝင်ပေါက်ကနေအသက်ရှူတန်းလို့ကြားလို့ခုံမော်တက်ကြည့်တော့လူမျက်နှာကြီးတွေ့လို့လန့်ကြသွားတယ်စိညာလက်မလည်းထူးဆန်းတာတွေတွေ့လို့အခန်းထဲပြန်ပြီးတကားကိုကလထိုင်နဲ့ခံထားလိုက်ရတယ်ညတကောင်မှာတယောက်ကခဏကားကိုလာဖွင့်မိမယ်ကလထိုင်ခံထားလို့ဖွင့်မရပါဘူးဒါပေမဲ့အဲ့ဒီလူကရေခဲတက်တာနောက်ကလှုပ်ရတကားကနေခန်းထဲဝင်လာခဲ့တယ်ဗျာဝမ်းမျက်နှာပုံစွတ်ထားတဲ့အဲ့ဒီလူကအေရှာရဲ့ဆရာကိုစာနဲ့လာရိုက်ပြီးမျက်နှာပေါ်တွေကျလာလို့အေရှာနှိုးသွားတယ်အောက်ကိုငုံကြည့်တော့ဘယ်သူမှမရှိပေမဲ့ချက်ချင်းပဲအဲ့ဒီလူကမေစေးအဝတ်နဲ့အေရှာကိုလာဥပါလေရောအေရှာကပြန်ခုခံပြီးအဲ့ဒီလူကိုမှန်နဲ့ဆောက်သဘောနဲ့ရိုက်ချလိုက်လို့အဲ့ဒီလူလည်းပင်ကျိုးပြီးတည်သွားတယ်ဒါပေမဲ့အေရှာလည်းမေစေးချင်ကြောင်အားနေနေတော့မျက်နှာဖုံးစွတ်တွေဖြစ်တယ်ကီဗင်နဲ့ရှာရွန်တို့ထပ်ဝင်လာကြတယ်အေရှာကမိရင်ကျုပ်ကိုကိုက်ပြီးလဲစစ်ရှော့တိုက်ကသီးပြန်ဝင်လာပြီးဘီယိုထဲပြေးဝင်လိုက်တယ်ဘီယိုထဲမှာသူယူလာတဲ့လက်နက်တွေရှိနေတာကိုကီဗင်ကဘီယိုတကားဖွင့်လိုက်တာနဲ့အေရှာကဓာတ်နဲ့ခေါင်းကိုဖျက်ချလိုက်တယ်ပြီးတော့ကြံတဲ့လူသက်သမားတွေကိုတနက်တွေဓာတ်တွေနဲ့တရားပြီးတရားတက်ပစ်လိုက်တယ်ဗျာခြေလက်တွေဖြက်ခေါင်းတွေကိုပန်းပစ်လိုက်တာတော့နောက်ဆုံးတစ်ယောက်ကပြေးသွားလို့အေရှာကဇင်းညံလက်မှာလိုက်ထိုးတက်လိုက်တယ်အဲ့ဒီချိန်မှာဟိုတယ်မန်နေဂျာလီလီကလက်ခုပ်တီးပြီးထွက်လာပါလေရောအေရှာကလီနေမဲ့လီလီတည်သွားတယ်အတိတ်ကအေရှာထောင်းကြနေတော့သူ့ညီမလေးမာရီယာကဒီဟိုတယ်မှာလှုပ်လာလို့ရင်းပျောက်ဆုံးသွားလို့ဆောင်းတော်ငှားပြီးလိုက်ဆိုင်ရင်အီဇဘဲဆိုတဲ့အိမ်ပေါ်နေရာမှာအယောင်ဆောင်ဝင်လာခဲ့တာလေအဲ့ဒီအချိန်မှာပဲအေရှာတက်လိုက်တဲ့လူတွေကသူတို့ရပြက်နေတဲ့ခေါင်းတွေခြေလက်တွေကိုပြန်ကောက်ပြီးခန္ဓာကိုယ်မှာပြန်တက်ကအသက်ရှင်လေးရပြန်ထွက်လာကြတယ်ဗျို့လီလီကဒါစေတန်နဲ့ချုပ်ထားတယ်မသိမျိုးစာချုပ်ဖြစ်ပြီးနမဲစင်းရှိနေသူဘဏ္ဍကအသက်သက်မသိဘူးလို့ရှင်းပြတယ်သူတို့ကမိဘမဲတွေတရားမဝင်ရွှေပြောင်းနေထိုင်သူတွေကိုအိမ်ဖော်ပြစ်ခေါ်ပြီးစေတန်အတွက်ရစ်ပူစော်ကြတာပါအေရှာလည်းလှုပ်ဝဥမင်တွေကနေထွက်ပြေးရင်သူ့ညီမလေးမာရီယာကိုသွားတွေ့တယ်ဒါပေမဲ့မာရီယာကလည်းအသက်ရှင်ရင်လို့စေတန်နဲ့စာချုပ်ချုပ်ပြီးမသိမျိုးဖွယ်တဲ့ဝင်ထားတာဖြစ်နေတယ်ဗျာဒါပေမဲ့နောက်ဆုံးမှာမာရီယာကသူ့အမကိုတက်ရမယ်အစားအကောင်းပေါ်မှာအေရှာရဲ့နာမည်ကိုရေးပြီးကိုတက်တည်သွားခဲ့တယ်ဒါကြောင့်အေရှာကမသိမျိုးဖြစ်သွားပြီးဒဏ်ရာတွေချက်ချင်းပြောက်ကင်းသွားတယ်အေရှာကအစွမ်းတွေရောက်လာပြီးလူသက်သမားတွေကိုတယောက်ပြီးတယောက်သက်စေတန်ပုကတ်ထားတဲ့ဝက်ကောင်းကြီးကိုမီးချို့ဖျက်ဆီးပစ်လိုက်တယ်နာမည်စင်းတွေမိလောင်သွားတော့မသိမျိုးတွေအားလုံးတေကုန်ကြတာပေါ့အဆုံးသတ်မှာတော့အေရှာကညီမဖြစ်သူရဲ့လောင်းကိုပွေ့စီပြီးဟိုတယ်ပြင်ကဆုံတော့ရဲ့ကားပေါ်ရောက်သွားတယ်အေရှာကဝက်ရေပြားပေါ်မှာနာမည်ကိုမာရီယာတို့ပြောင်းရေးလိုက်လို့မာရီယာလည်းဒဏ်ရာတွေပြောက်ပြီးမသိမျိုးအဖြစ်အသက်ပြန်ရှင်လာကညီမနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့လွတ်မြောက်သွားကြတာပေါ့ဗျာနောက်ထပ်ဇလန်းကောင်းတွေနားထောင်ခြင်းသေးတယ်ဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ဗျာ